တရုတ်တရေစကားရဲမှာခုံထွက်သွားတဲ့တရုတ်စကားတရေတွေကိုသိကြမယ်လို့ထင်ပါတယ်။ဒီတရေတွေကိုတော့တရုတ်တွေကကြံရှိလို့ခေါ်ကြတယ်။ဒါပေမဲ့ဒီလိုတရေတွေကရုပ်ရှင်ထဲမှာပဲထည့်ရိုက်ထားတဲ့ဇက်ကောင်သက်တွေမဟုတ်ဘဲနဲ့အပြင်မှာပါတကယ်ဖြစ်ရမှန်သမိုင်းကြောင်းတွေရှိခဲ့တယ်လို့ဆိုကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတရုတ်နိုင်ငံကဝေးလံခေါင်တီလွန်တဲ့ဒေသတွေမှာအလောက်သွားလောက်ပြီးတော့တေဆုံးသွားခဲ့ကြတဲ့သူတွေကိုသူတို့ရဲ့မိသားစုဝင်တွေကမွေးရစာတီကိုပြန်ပို့ပေးဖို့အတွက်အရန်ဟိုမှာစိတ်ဆန္ဒရှိကြတယ်။ဒါပေမဲ့လည်းလမ်းမဆက်သွယ်ရေးတွေခက်ခဲတာငွေကုန်ကြေးကြတွေမတက်နိုင်တာကြောင့်ပဲဒီအလောင်းတွေကိုအိမ်ပြန်ပို့ပေးနိုင်မှုအတွက် Dust Body Driver ကိုငှားရမ်းကြပါတော့ရဲ့။ဒီနေရာမှာထူးဆန်းတာကသူတို့တွေကဒီအလောင်းတွေကိုကားရင်နဲ့ပဲထုတ်သွားတာမဟုတ်ပါဘူး။သူတို့မှာထူးဆန်းတဲ့ Taoisto ဆိုတဲ့ပညာရှိတယ်လို့ဆိုကြပါတယ်။သူတို့တွေကအလောင်းတွေကိုတန်းစီရက်ခိုင်းပြီးတော့ခေါင်းပေါ်မှာဝါကုန်းစက္ကူတွေကိုကခေါင်းလောင်းလေးကိုတီးပြီးတော့လမ်းလျှောက်ခိုင်းတာပါအဲ့ဒီအလောင်းတွေကညဘက်တင်မှာတခုံချင်းစီခုံပြီးတော့မှသူတို့ရဲ့မွေးရက်စာတီကိုပြန်ညတယ်လို့အဆိုရှိပါတယ်ဘာလို့ခုံနေတာလဲဆိုပြီးတော့သိပ္ပံနေကြအဖြေရှာကြည့်တဲ့အခါမှာတော့အလောင်းတွေကိုဝလုံးနှလုံးကြားမှာတီးထားပြီးတော့လူနှစ်ယောက်ကထမ်းလာတာပါဝလုံးတွေရဲ့တုံခါမှုကြောင့်ပဲအဝေးကနေပြီးလှမ်းပြီးတော့ကြည့်မယ်ဆိုရင်တော့ဒီအလောင်းတွေကခုံနေတယ်ဆိုပြီးတော့မြင်နေရမှာပါဒါပေမဲ့လည်းဒေတာကန်တွေကတော့ဒီအလောင်းတို့လော်ကီပညာနဲ့အစီရင်လောက်ထားတယ်လို့အခိုင်အမာယုံကြည်ကြပါတယ်ဒါပေမဲ့လည်းကြောက်စရာအကောင်းဆုံးချက်ကတော့ဒီအလောင်းတွေကလမ်းမှာတစုံတဦးနဲ့တိုက်မိရပဲဖြစ်ဖြစ်ခေါင်းပေါ်ကစက်ကူပဲလေးကွာကျသွားရင်ပဲဖြစ်ဖြစ်အရန်အောင်မှကြမ်းတမ်းလာပြီးတော့အနီးနားမှာရှိနေတဲ့လူကိုလိုက်လံတိုက်ခိုက်တတ်တာပါပဲဒါကြောင့်ပဲကြံရှိရလာနေပြီဆိုရင်တော့ဒေတာကန်တွေကအိမ်တကားတွေကိုအလုံးပိတ်ပြီးတော့အိမ်ထဲမှာပဲပုံနေကြပါတယ်အခုခေတ်မှာတော့ဒီတက်လေးတွေကပျောက်ကွယ်သွားပြီဆိုပေမဲ့လည်းတရုတ်နိုင်ငံကဝေးလံခေါင်သေးတဲ့အရက်ဒေတာတွေမှာတော့ကြံရှိတွေရဲ့အကြောင်းကိုအခုထိခြောက်ခြားစရာတွေဖြစ်အောင်ပြောနေကြသမြဲပါတင်ဆိုရောအဲ့ဒီလိုခုံနေတဲ့တရေတွေကိုလမ်းမှာတွေ့ရင်ဘယ်လိုလုပ်မလဲနောက်နေ့တွေမှာလည်းဒီလိုဖြစ်ရမှန်ပရာလောကဇလန်လေးကိုတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့အကောင့်လေးကို like and follow လေးလုပ်သွားခဲ့ပါအောင်နော်